Hello အားလုံးပဲမင်္ဂလာပါเนาะချစ်လူငယ်ချင်းချင်းမိတ်ဆွေများလုံးတော့အခုကျွန်တော်ဖုန်းလေးလာပြပေးမှာတော့ Oppo ဖုန်းထဲရပါเนาะသူကရေဆိုရေစိန်ဟန်ထဲရပါเนาะဒီကောင်လေးဆိုရင်သူက model အတိထွက်ရှိထားပါเนาะဒီကောင်လေးဆိုရင်သူကကင်မရာအဝိုင်းလေးနဲ့ဒီကောင်လေးဆိုကင်မရာအဝိုင်းရလေးလာတယ်ဆိုင်လေးရန်လာတယ်เนาะသူကမှခုံးမဟုတ်ပဲမဲ့သူကမှပေါ်လက်ပွေပြမှာเนาะဆိုင်လေးအရန်လေးကိုမဲ့ဒီကောင်လေးရောက်ထားဟိုပြပိုင်မရှိသေးတဲ့ဒီကောင် model အတိတရားပေါ့ API plus ထဲပါเนาะစိန်တော့လည်းတစ်ထောင်ကျော်နေပါသူက RAM 7နေနေအောင်6 GB ရှိမယ်เนาะဒီကောင်လေးသူကဆိုင်လေးမှန်ခုံမချတဲ့သူအတွက်เนาะသူကမှန်လေးစနေ share မိုက်เนาะဒီကောင်လေးဆိုင်လေးက color လေးအရာမဲ့အယောင်ဆိုရင်မျိုးပဲရှိပါမယ်เนาะဒီကောင်လေးဆိုရင်သူကအယောင်ကအခရမ်းရောင်နဲ့အမဲရောင်ရှိပါမယ်เนาะဒီကောင်လေးဆိုရင်စိန်တော့1000ကျော်เนาะ1000ကျော်နဲ့1000ဝန်းကျင်ပေါ့ပြီးတော့နောက်တစ်မျိုးကျတော့ဒီကောင်လေးတွေက Oppo A3i တရားပါတော့ဒီကောင်လေးဆိုရင်သူကကင်မရာအဝိုင်းမကြိုက်တဲ့အတွက်ဒီကောင်လေးကကင်မရာအမျိုးလေးတောင်းနေတဲ့ဒီဇိုင်းတွေရတဲ့အရာပေးတယ်เนาะသူကပေးကင်မရာလေးနဲ့ဆိုရင်ဒီဇိုင်းတွေကမဲ့ဒီကောင်လေးဆိုရင်သူကမှန်ခုံးမဟုတ်ဘူးเนาะသူကပေးလက်ပွေနေပါဒီကောင်လေးဆိုရင်ပေးလက်ပွေနေပါเนาะဒီစိန်တော့လည်း1000ကျော်လေးနဲ့ရပါတယ်เนาะဒီကောင်လေးဆိုရင်သူကတော့ RAM 8နေ6 GB တယ်ပါစိန်တော့1000ကျော်လေးနဲ့ပါเนาะစိန်တော့ဆိုရင်အရာလေးကိုတာပါတယ်เนาะသူကဒီကောင်လေးဆိုရင်ရေးဆိုရေးစိတ်အကြံခံနေရပါတော့စိန်တော့လည်းတာစေရမယ်လို့ရှိတယ်ဆိုရင်သူကစိန်မှာဆက်သွယ်မြင်လာလို့ရပါတယ်เนาะဆက်သွယ်မြင်လာလို့ရပါတယ်ဒီကြီးဘက်မှာလည်းကျွန်တော်ပို့ပေးပါเนาะဟိုမြန်မာ software တွေပါအကုန်လုံးတစ်ခါတည်းဖောက်ပေးပါတယ်ဟိုFacebook Google Play Store အကုန်လုံးလုပ်ပေးပါတယ်เนาะVPN အကုန်ဆောင်ရှင်နဲ့ကျွန်တော်စီမှာဆောင်လို့ရရင်เนาะဒီ set ဆိုတာနဲ့UR ပေးလို့ရပါတယ်เนาะအကုန်လုံးလုပ်ပေးပါတယ်เนาะအားလုံးပဲကျေးဇူးပါလားအပပါလားအပေးကြပါအောင်เนาะဖုန်းမျိုးဆဆရှိပါတယ်เนาะ